ထောင်မှာအိုးအလောက်ကိုင်းတွေစင်ပြေလားမပြေလားဆိုလဲမျက်နှာမငယ်နဲ့နော်ကိုတောင်ညနေတိုင်းလှုပ်လို့ပင်ပဲလာစားထုတ်ရင်လက်ထဲမချမ်းဟာဟေးဟေးငွေရှာရတာခက်ခဲတယ်ကုန်စည်နှုန်းကမိုးထက်မြင့်တိမ်လောက်သားဘွားအမြဲတမ်းမနှမိုးလင်းအလောက်ထမ်းဟာဟာညနေပြန်ရင်စိတ်လန်းလန်းလာစားမလုံးတော့မျက်ရည်စမ်းကိုတောင်ညရေကိုတောင်ညရေဇာတိုးပြီလားမဟုတ်ဘူးကုန်စည်တို့ရာဟာစင်ပြေလားမပြေလားအမှန်ကိုပဲပြောလိုက်ပါမပြောဘူးဆိုអော်လိုက်ပါကုန်နေတခုံလိုက်ပါဟာဟာဟာကိုတောင်ညပင်ပန်းနေပြီလားစင်ပြေလားနဲ့တူခုံလိုက်စမ်းဟာဟာဟာဟယ်လိုဟယ်လိုလှုပ်ရှားလိုက်မောနေတယ်ဆိုလွတ်ပြစ်လိုက်အလောက်တွေကိုခဏထားလိုက်ဒီနေ့အတွက်ပျော်ရွှင်လိုက်ဟေးဟေးအလောက်အကင်မရှိဘူးဆိုအိမ်မထိုင်ပြီးဖုန်းနဲ့ကလိမ့်မယ်အလောက်ရှိပြန်တော့မောလုံးလို့တနေ့လုံးပဲအိုနဲ့ဟိုလူငယ်တွေကစိတ်ကူးကြီးငွေမရှိတော့စိတ်ပူကြီးအောင်မြင်ခြင်းနဲ့အားလုံးလို့လောက်ရတာတော့လမ်းမတူအလုံးလေးဆိုရင်ဘာလို့မအောင်မြင်သေးတာလဲအလုံးလေးပဲလုံမယ်ဆိုရင်ဘာလို့မအောင်မြင်သေးတာလဲအလောက်ကလောက်တာမဟုတ်ဘူးအလောက်ကငါကိုလုံနေတာစင်ပြေလားကိုတောင်ညာရဲ့လောက်ကင်စင်ပြေလားဟယ်လိုပြောလိုက်စမ်းဘဝဆိုတာတခါတည်းပဲနော်စင်ပြေလားမပြေလားဖုန်းညော်ညာလဲဆိုတာကုန်းကြည့်နေမှာ